အိမ်တော်ရေးညရဲ့ပထမညမှာသူမရဲ့ခြေထောက်နှုတ်နိုင်တဲ့ခင်မွန်းဟာအိယာပေါ်မှာမသိမ်းဆည်းနိုင်ပဲအညစ်အကြေးလုပ်ခဲ့တယ်။ဒါပေမဲ့သူမရဲ့မျက်နှာပေါ်မှာစိတ်နှောက်ယှက်တစ်ချက်တောင်မပေါ်ခဲ့ဘူးအစားသူမရေနွေးပူပူကိုချက်ပြီးသူ့ကိုခေါင်းမှခြေထောက်အထိဂရုတစိုက်တန်ရှင်းပေးခဲ့တယ်။ဘာကြောင့်လဲဆိုတော့သူမအတွက်ဒီလူဟာဘလောက်ပဲသူမဘဝကိုဝင်ထုတ်ဝင်ပိုးဖြစ်စေသူတစ်ချိန်ကသူမပေါ်ပြုခဲ့တဲ့ကျေးဇူးကိုဒီတစ်သက်လုံးပြန်ဆက်နိုင်မှာမဟုတ်လို့ပဲဒီမျိုးသမီးဟာကျေးလက်မိသားစုထဲမှာမွေးဖွားခဲ့တယ်။မိဘတွေကအငြင်းတန်းဆူဆဲရိုက်နှက်တတ်သူတွေနှစ်နှစ်ကြာကတော့မျှော်လင့်ချက်တွေပြေဝပြီးရီးစားနောက်ကိုလိုက်ပြီးမြို့တော်ကိုရောက်ခဲ့တဲ့သူ့အတွက်တားပတဲ့သမီးလေးတစ်ယောက်ကိုမွေးဖွားပေးခဲ့တယ်။ဒါပေမဲ့ရီးစားကအိမ်တော်ရေးမပုံတင်ကိုအငြင်းတန်းကြောင်းပြပြီးရှောင်လွှားနေခဲ့တယ်။အဲ့ဒါကြောင့်သမီးလေးဟာတရားဝင်လူဦးရေစည်ရင်မရခဲ့ဘူး။သူ့မိသားစုအမြင်ထဲမှာတော့သူမဟာအခမဲ့နန်းလုပ်သမားတစ်ယောက်ပဲသမီးလေးကလည်းမလိုလားတဲ့ဝင်ထုတ်တစ်ခုသာဖြစ်နေခဲ့တယ်။တစ်နေ့အလုပ်ပြီးပင်ပန်းနန်းနေစွာအိမ်ပြန်လာချိန်သူမမြင်လိုက်ရတာကသမီးလေးကိုအေးမြတဲ့မြေပြင်ပေါ်မှာဒူးထောက်ခိုင်းထားတာပဲ။အကြောင်းကတော့မယားချင်းသမီးရဲ့ကချေတီဖက်နဲ့တစုံပျောက်သွားလို့တဲ့အားလုံးကတက်တယ်မရှိပဲသူမသမီးကိုခိုးတယ်လို့ဆွဆွဲနေကြတယ်။စပွဲပေါ်မှာတော့သူတို့အစားအသောက်တွေကိုတာယာစွာစားနေကြပြီးမြေပြင်ပေါ်မှာဒူးထောက်နေရတဲ့ကလေးငယ်ကိုစကားဆိုးဆဲနေကြတယ်။သူမသမီးနာကိုပြေးသွားပြီးနဖူးကိုထိလိုက်ချိန်အပူလွန်ကဲနေတဲ့အေးလုံးနဲ့လေးချောင်းဖျားနာပြီးသားဖြစ်နေပြီ။တစ်နှစ်တိုင်တိုင်စုပ်ပုံနေခဲ့တဲ့နာကျင်မှုနဲ့ဒေါသတွေအဲ့ဒီအချိန်မှာပောက်ကွဲထွက်လာခဲ့တယ်။သူမစပွဲကိုလှန်ပစ်လိုက်တယ်။ဒါပေမဲ့အကြောက်ကြီးပြီးအားမရှိတဲ့ရီးစားဟာသူမကိုလက်မြောက်တယ်။သမီးလေးရဲ့အကြောင်းတက်ခွင့်နဲ့ချင်းချောက်ပြီးသူမကိုအမှားဝင်ခံဒူးထောက်ခိုင်းလိုက်တယ်။သမီးလေးကမျက်ရည်တွေနဲ့ပြောလိုက်တယ်။မေရုံးမှာအကြောင်းမတက်ချင်တော့ဘူးအဖေကိုလည်းအဖွားကိုလည်းမတွေ့ချင်တော့ဘူး။အဲ့ဒီစကားတစ်ကြောင်းကသူမရဲ့နောက်ဆုံးမျှော်လင့်ချက်ကိုချိုးဖျက်လိုက်တယ်။ပေါ်မှာအိမ်မရှိသွားရမရှိလှည့်လည်နေချိန်ဘီတက်ထိုင်ကုန်ပေါ်ကလူတစ်ယောက်ကသူမကိုခေါ်လိုက်တယ်။သူဟာစစ်မြေပြင်မှပြန်လာတဲ့အငိမ့်စားစစ်တပ်အရာရှိတဦးနိုင်ငံတော်ပထမတန်းထူးချွန်ဆုရရှိထားတဲ့သူရဲ့ကောင်ပြီးနောက်ရက်အနေငယ်ကြာကစစ်တပ်အရာရှိလမ်းပေါ်မှာအံ့ဩစရာဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်။သူမရဲ့တနာကျင်နာမှုဟာသူ့စိတ်ထဲမှာနက်နက်ရှိုင်းရှိုင်းထင်ကျန်နေခဲ့တယ်။သူ့ခြေထောက်တွေမလှုပ်နိုင်တော့တာကိုရိုးသားစွာပြောပြခဲ့တယ်။သူ့ညီနဲ့မယားချင်းကတေဆုံးပြီးသားလေးတစ်ယောက်ကြံခဲ့ကြောင်းအိမ်ကိုထိမ့်သိမ်းပေးမဲ့မိန်းမကောင်းတစ်ယောက်အရေးပေါ်လိုအပ်နေကြောင်းပြောပြခဲ့တယ်။သူ့စုဆောင်းငွေအားလုံးနဲ့ပင်စင်ငွေကိုထုတ်ပြီးမင်္ဂလာပစ္စည်းအဖြစ်သူမလက်ထဲထည့်ပေးခဲ့တယ်။အရေးကြီးဆုံးကသူမသမီးကိုတရားဝင်လူဦးရေစာရင်းထည့်ပေးပြီးမြို့ရဲ့အကောင်းဆုံးမူလာတန်းကျောင်းမှာတက်ခွင့်ပေးမယ်လို့အခိုင်အမာကတိပေးခဲ့တယ်။အဲ့ဒီယုံကြည်စိတ်ချရတဲ့လူတစ်ယောက်ရှေ့မှာအဟောင်းမိသားစုရဲ့အေးစိတ်ရက်စက်မှုနဲ့နှိုင်းယှဉ်လိုက်တော့သူမမျက်ရည်တွေနဲ့ခေါင်းငိတ်လိုက်တယ်။သူတို့အဲ့ဒီနေ့တည်းကအိမ်အောင်ရေးမှတ်ပုံတင်ပြုလုပ်လိုက်ကြတယ်။